ညီမအနေနဲ့ကဒါ content အနေနဲ့ဒီ production ဘိုင်းတွေကိုတောက်လျှောက်ဒါလောက်လာတာနှစ်တွေအများကြီးကြာပြီဆိုတော့ဒီ content ဘိုင်းနဲ့ပတ်သက်လို့ production ဘိုင်းနဲ့ပတ်သက်လို့ပေါ့နော်ညီမလုပ်တဲ့ step by step ပေါ့working way ဘယ်လိုလေးရှိလဲဆိုတာဒီကိုတစ်ချက်လောက်ပြောပြပေးပါဦးHoney video content ဒီ creation လုပ်တော့မယ်ဆိုရင် Honey တော့ကတော့ content တွေဖန်တီးတော့မယ်ဆိုလို့ရှိရင် idea တွေကတော့အမြဲတမ်းရှိနေအောင် idea တွေစဉ်းစားရတယ် idea တွေကိုစာပြီးဖတ်တယ် video တွေကြည့်ရရုပ်ရှင်တွေကြည့်ရအဲ့ထဲမှာ Honey idea တွေရှာတယ်ပေါ့နော်ဆိုတော့ phone review ပဲလုပ်ဘာပဲလုပ် Honey ကို content အတွက်စဉ်းစားပြီးဆို idea ကနေပဲအကုန်လုံးစားတယ်ခေါင်းထဲမှာဒီလို video လေးရိုက်ချင်လိုက်တာပေါ့အဲ့အနေစားတယ် okay idea ရလာပြီဆိုအဲ့ idea တွေကိုခေါင်းထဲမှာရှိရတဲ့ idea ကြီးတွေ visual ပေါ့နော် video လေးတစ်ပုဒ်ဖြစ်လာအောင်ဘယ်လိုဖန်တီးမလဲဆိုတာတွေကဂျားထဲမှာ step တွေအများကြီးပဲမလွယ်ဘူးပေါ့နော်ကိုစိတ်ကူးထားတဲ့အတိုင်းကိုလုံးဝ imagination ဖြစ်နေတဲ့ဟာကို video တစ်ပုဒ်ထဲမှာလုံးဝကြစ်လစ်နဲ့ဖန်တီးနိုင်ဖို့ဆိုတာဟာအနေ step တွေအများကြီးဖြတ်ကျော်ရတယ်ပေါ့နော် idea စဉ်းစားပြီးအဲ့ idea တွေရေးချရတယ်ပေါ့နော်ရေးချတော့ okay ဘယ်လို shot တွေရခြင်းလဲဘယ် music သုံးခြင်းလဲဒီ shot တစ်ခုပြီးလို့ရှိရင်ဘယ်လို transition ပါခြင်းလဲဆိုတော့ idea တွေအများကြီးရှင်10ခုရှိ10ခုအခု100ရှိအခု100 note ထဲမှာအမြဲတမ်းချမှတ်တယ်ချမှတ်ပြီးဆိုရင် okay အဲ့ထဲမှာ okay note ဖယ်ထားတဲ့ note တွေပေါ့နော်အဲ့ note တွေကအများကြီးထဲမှာဘယ်အရာတွေကတော့အလုပ်ဖြစ်နိုင်တယ်ဆိုတော့ပြန်ပြီးစစ်ထုတ်ရတယ်အဲ့တော့ note တွေရေးတယ်ရေးပြီးအဲ့ထဲမှာအလုပ်ဖြစ်မဲ့အကြောင်းအရာလေးကို script ပြန်ရေးရတာပေါ့ဒီ note တွေကို script အနေနဲ့ပြန်ပြောင်းတဲ့အခါမှာဆိုရင် constructive ဖြစ်တော့ပေါ့ဒီ beginning middle end ပေါ့နော်စလယ်ဆုံးရှိရဲ့ဒီပြည့်ဝတဲ့ဒီ script တစ်ခုပေါ့ video တစ်ပုဒ်ဆိုတာအစလယ်ဆုံးပါမယ်လူတွေကိုဆွဲဆောင်နိုင်မှုတဲ့ဘယ်နာနေစပြီးဘယ်နာဆုံးမယ်ဆိုတဲ့အရာလေးအကုန်လုံးပါမယ်ဟာတွေခင်ဗျာ script ပြန်ရေးရတယ်အဲ့ဒါတွေပြန်စီရတာပေါ့နော်စာစီစာကုန်းရေးသလိုမျိုးပြန်စီရတယ်အဲ့တော့ script ရေးတယ် script ရေးပြီးဆိုလို့ရှိရင်เนาะdialogue တွေကဘာပြောမလဲဘာလေးတွေရိုက်မလဲဆိုတာတွေကိုရေးပြီးဆိုရင်ဒီကဒီ short list တွေပြန်ချရေးရတယ် short list ကကြတော့ okay ဒီစကားပြောတော့တာ okay ရိုက်မှာတော့ဒီ scene ကိုရိုက်မှာဒါပေမဲ့ short list အနေနဲ့ကဘယ်လို movement လေးတွေကိုရိုက်မလဲဘယ်လိုမျိုး camera angle လေးတွေရိုက်မလဲဘယ်နာကနေသွားရိုက်မလဲဆိုတဲ့အရာလေးတွေကိုလည်းဟန်ဒီအသေးစိတ်ချရေးဖြစ်တယ်ပေါ့နော်အဲ့တော့ချရေးပြီးပြီဆိုရင်တော့ဟန်ဒီပုံမှန်ပြဆိုဟန်ဒီလည်းချရေးတယ်ဟန်ဒီရဲ့ videographer နဲ့လည်းပြန်ပြီးတော့တိုင်ပင်ပြီးတော့မှ short list တွေကိုပြန်ရေးလေးရှိတယ်ပေါ့နော်အဲ့ဒါတွေရေးပြီးပြီအဲ့လိုမျိုးရေးထားပြီးပြီဆိုမှဒါမှပဲတကယ်ရိုက်တဲ့အခါမှာ pre-production ကိုအများဦးစားပြီးလုပ်တယ်ပေါ့နော်ဒါမှပဲတကယ်ရိုက်တဲ့အခါမှာ okay ဒီ short list ရိုက်မယ်ဒါတွေပြောမယ်ဆိုပြီးစီစဉ်ထားပြီးဆိုမှတကယ်ရိုက်တဲ့အခါမှာကိုပါခြင်းတဲ့ဟာတွေပါမယ်ကိုပြောခြင်းတဲ့ဟာတွေအကုန်လုံးပါမယ်ပေါ့အဲ့လိုစီစဉ်ဖြစ်တယ် short list တွေရေးပြီးသွားပြီဆိုတော့ဒီ videographer နဲ့ကို team တွေပြတယ်ပြပြီးပြီဆိုလို့ရှိရင်ဘာတွေရိုက်မလဲဘယ်နေရာမှာရိုက်မလဲဘယ်လိုရိုက်မလဲဆိုတာတွေဘယ်လိုမျိုးဖန်တီးမလဲဆိုတာတွေကိုယ့်ရဲ့ team နဲ့ပေါ့နော်ရိုက်မဲ့သူနဲ့တိုင်ပင်ဖြစ်တယ်တိုင်ပင်ပြီးရင်တော့ဒီလိုစရိုက်တယ်ပေါ့နော်စရိုက်ပြီးရင်ဆိုတော့ video edit လုပ်တယ် edit လုပ်တဲ့အခါမှာလည်းရိုက်ပြီးသွားရဆိုရိုက်သမျှကတ်တွေရောဒီလိုစီစစ်ရတယ်စီစစ်ပြီးရင် video editor နဲ့ပေါင်းပြီးတော့ okay ဒါရိုက်ခဲ့တယ် video edit မှာဘယ်လို flow လေးနဲ့ရိုက်ကြမလဲဘယ်လို flow လေးနဲ့ edit လုပ်ကြမလဲဘယ် music သုံးမလဲပေါ့စတာတွေကို video editor နဲ့ပြန်တိုင်ပြီးဖြစ်တယ်ပေါ့ဆိုတော့ Honey Talk ကဒီအရှိမဟန်ဒီပြောခဲ့လို့ဗီဒီယိုရိုက်တဲ့အခါမှာလည်းဒီ format အတိုင်းပဲအမြဲတမ်းသွားတယ်ဒီ flow အတိုင်းပဲသွားတယ်သွားတဲ့အခါမှာအဲ့ဒီအလုပ်လုပ်တဲ့သူတွေအနေနဲ့လည်းအဲ့ဒီအမြဲတမ်းဒီဟာလေးကိုဒီလိုရိုက်ချင်တယ်ဆိုတာတွေကို pre production production post production ဒီအဆင့်တွေမှာတေချာလေး handle လုပ်ဖြစ်တယ်ပေါ့နော်ဟုတ်အဲ့လိုဆိုတော့အကိုတို့နဲ့ဒီဘက်အကိုတို့ဒီဘက် corporate မှာလည်းအဲ့လိုပဲပေါ့နော်content တစ်ခုကိုပြန်ပြီးတော့ production လုပ်ပြီးဆိုရင်တော့ဒါအဆင့်ဆင့်ရှိတယ်ပြီးတော့ရင်အကိုအနေနဲ့တော့ဒါknowledge share ချင်တာကြတော့content ကြီးပဲအများနဲ့ idea စဉ်းစားနေရတဲ့လူတွေကချိန်ကြာလာရင်ဒါသူထပ်လာတော့အဲ့တော့ content creation ဆိုတာအမှန်ကတော့ content ဆိုတာကျွန်တော်တို့နေရာတိုင်းမှာရှိပါတယ်ကျွန်တော်တို့ကြည့်တတ်တဲ့အမြင်လေးနဲ့ကြည့်နေဖို့ပဲလိုတာပါကိုဟာဘယ်နေရာမှာပဲရောက်နေလက်ဖိတ်ဆိုင်ပဲထိုင်ဒါမှမဟုတ်လည်းအပြင်လေးပဲသွား shopping center မှာကို shopping ထွက်နေတာပဲဖြစ်ဖြစ်ကိုမြင်ကွင်းရှေ့မှာကိုမျက်လုံးထဲမှာမြင်နေသမျှရှေ့ကအရာတွေဟာ content ပါပဲဒီအရာလေးတွေကိုကျွန်တော်က story telling နဲ့ပြန် changes လုပ်ပြီးတော့ဒါပြန်ပြီးတော့ production လုပ်ပြီးချပြမယ်ဆိုရင်ဒီ content တွေကမရှားပါဘူးအဲ့တော့ဒါ content idea နဲ့ပတ်သက်လို့ပေါ့နော်နောက်တစ်ခုကတော့ production နဲ့ပတ်သက်လို့ကတော့အဓိကကတော့အကိုတို့စပြီးစဉ်းစားတာ manpower ပါproduction တစ်ခုလုပ်တော့မယ်ဆို okay ငါမှ manpower ဘယ်နှယောက်ရှိတာလဲရှိတဲ့ပုံမှာမူတည်ပြီးတော့ content type ဆိုတာအကိုတို့ဒီ script တွေ content တွေကအကိုတို့ကချိန်ပြီးလုပ်လို့ရတယ်ဥပမာ2ယောက်တည်းရှိတဲ့manpower 2ယောက်ပဲရှိတဲ့အချိန်မှာကိုတို့ကထားပါတော့အပြန်အလှန်စကားပြောတာမျိုး okay တယောက်ပဲရှိတဲ့အချိန်မျိုးဆိုရင်ကင်မရာရှေ့မှာကိုကထိုင်နေပြီးတော့ question ကိုဟိုဘက်ကနေမေးပြီးတော့ကိုကဒီကနေတောက်လျှောက်ဖြေနေတဲ့ပုံစံမျိုးအဲ့တော့ production ဆိုတာ type အမျိုးမျိုးရှိတယ်
ကိုရှိတဲ့ manpower ပေါ်မူတည်ပြီးတော့ဒီ production ကိုအများကြီး changes လုပ်လို့ရတယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့နေ့စဉ်နဲ့အမျှမှာလည်းလူတိုင်းဟာကိုယ့်ဘဝနဲ့ကိုယ်နေ့စဉ်လှုပ်ရှားနေတဲ့အချိန်မှာ content တွေမရှားသွားဘူးကိုယ့်အတွက်နေ့တိုင်း productive ဖြစ်နေဖို့ကိုကျွန်တော်တို့အနေနဲ့ဒါအတက်နိုင်ဆုံး sharing လုပ်ပေးတာပါဗျ